ပွင့်လေးပြောရင်ကိုရီးယားအရင်တော့ဟိုဘယ်လိုရမလဲအမိုက်စားမော်ရယ်နဲ့လာဆိုတော့ငကြားလေးပြိတ္တများတာလေငကြားလေးအမပေးတော့ဘူးဒါမျိုးက site ကိုဖြစ်တာလေဒါမဲ့ကိုယ်လင်းသမားဆိုတော့မလိမ့်တဘူးလေနော်အဲ့လိုဆိုတော့ post တင်လိုက်တယ်အင်တာဗျူးမေးတော့လည်းဖြေချလိုက်တယ်ကွယ်အဲ့တော့အကောင့်လေးနဲ့အဲ့ကြိုက်တယ်ဖို့ဆိုပြီးတော့စတင်ဖြစ်ပေါ့အဲ့တော့အဲ့မှာတွေကပြိတ္တတွေကကိုယ်ဟိုလက်ခံပေးတယ်ဒါပေမဲ့ကိုသားကဖန်တွေတော့အားနာပါတယ်ကိုသားကဖန်တွေတော့လက်မခံအခုတော့လက်မခံကြလက်ခံလိုက်ရပါပြီကလေးတယောက်ရောက်ပါပြီရှင်အားရတယ်လိုက်ရလိုက်ပါဟိုလိုက်ရဒါကတော့ပုံဝင်နေပြရလေဒါတူကိုပါအောင်မြင်နေတဲ့ကိုထက်လည်းနင်းလောက်ငယ်အောင်ကိုသားကအောင်မြင်နေအောင်သူလည်းဗါလေသူ့အောင်သူပေါက်တဲ့ချင်းလေးနဲ့အောင်မြင်လာတဲ့ကောင်းလေးဖြစ်တဲ့အတွက်သူပြိတ္တတွေရှိရသူဖန်တွေရှိရသူနှမျောတာပေါ့သူကိုလေးကိုဆိုလည်းနှမျောမှာပဲလေအဲ့လိုဆိုတော့အဲ့ဒီပေါ်မှာအခုကျတော့ဟိုဘာလဲပြောမလို့လေဟုတ်လေပြပြလေတူကိုနှမျောမှာပဲတူကိုဖန်တွေကနှမျောမှာပဲလေကိုသားကဖန်တွေကအဲ့လိုဆိုတော့ဟိုဘယ်လိုပြောမလဲအိမ်နောက်ကြောက်ဖို့ဆိုချက်ချင်းကြီးလေမဖြစ်စေချင်ဘူးပေါ့နော်အဲ့လိုမျိုးလေးပေါ့နောက်ပိုင်းကြောက်လဲသူကလည်းသူဆင်ပြေသွားတာပဲသူ့ကိုခင်းမြတ်တော့ရနေပါပြီဆင်းနေထိန်နေရပြီလေ